ရှင်မသက်ခရစ်ဝင်ခန်းကြီး14ထိုအခါဆိုဝါဟေရုသည်ယေရှု၏တရင်ကိုကြားလျင်ဤသူကဗိရဇန်ဆရာယောဟန်ဖြစ်သည်ဒီချင်းမှရှင်ပြန်ထမြောက်လေပြီထိုကြောင့်တကူများကိုပြနိုင်သည်ဟုမိမိငယ်သားတို့အားဆို၏အထက်ကဟေရုသည်မိမိညီဖိလိပ္ပု၏ခင်ပွန်းဟေရောရိအကြောင်းကြောင့်ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ထောင်ထဲမှလှောင်ထား၏အကြောင်းမူကားယောဟန်ကအရှင်မင်းကြီးသည်ထိုမိန်းမကိုမသိမ်းအပ်ဟုဟေရုအားဆိုလေပြီယောဟန်ကိုတတ်ခြင်းငှာအလိုရှိတော်လဲလူအပေါင်းတို့၏မျက်နှာကိုထောက်၍မတတ်ဝံ့ဘဲနေ၏အကြောင်းမူကားထိုသူတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြသည်ထိုနောက်မှဟေရုကိုဖွာသောနေ့ရက်၌နှစ်စဉ်ပွဲခံစဉ်တွင်ဟေရောဒိ၏သမီးသည်ပွဲသဘင်၌ကားသဖြင့်ဟေရုသည်နူးညွတ်သောစိတ်ရှိလျင်ငါသည်တင်တောင်းသမျှကိုပေးမည်ဟုကျိန်ဆိုလေ၏ထိုမိန်းမပျိုသည်သူ၏အမိတိုက်တွန်းသည့်အတိုင်းဗိရဇန်ဆရာယောဟန်၏ဦးခေါင်းကိုဤလင်ပန်း၌ပေးတော်မူပါဟုတောင်းလျှောက်၏မင်းကြီးသည်ဝမ်းနည်းတော်လဲကျိန်ဆိုခြင်းကို၎င်းအပေါင်းအဖော်တို့၏မျက်နှာကို၎င်းထောက်သောကြောင့်ပေးစေဟုအမိန့်တော်ရှိလျက်လူကိုစေလွှတ်၍ယောဟန်၏လေပင်ကိုထောင်ထဲမှဖျက်စေ၏ဦးခေါင်းကိုလင်ပန်း၌ဆောင်းခဲ့၍ထိုမိန်းမပျိုအားပေးပြီးမှသူသည်လည်းမိမိအမိထံသို့ယူသွား၏ယောဟန်၏တပည့်တို့သည်လည်းလာ၍အလောင်းကိုဆောင်သွားသဖြင့်တကြိုပြီးမှယေရှုထံသို့သွား၍ကြားလျှောက်ကြ၏ယေရှုသည်ကြားတော်မူလျင်ထိုအရက်မှထွက်၍လှေကိုစီးလျက်တော၌စိတ်ကွယ်ရာအရက်သို့ကြွတော်မူ၏လူအစုအဝေးတို့သည်ကြားသိရလျင်မြို့ရွာမှထွက်၍ဂုံးကြောင်းလိုက်ကြ၏ယေရှုသည်ထွက်ကြွ၍လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျင်တနာခြင်းစိတ်တော်ရှိ၍လူနာရှိသမျှတို့ကိုချမ်းသာပေးတော်မူ၏ညဦးရ၌တပည့်တော်တို့သည်ချင်းကပ်၍ဤအရက်သည်တောအရက်ဖြစ်ပါ၏မိုးလေးချုပ်ပါပြီလူအစုအဝေးတို့သည်မြို့ရွာသို့သွား၍စားစရာကိုဝယ်စေခြင်းငှာအခွင့်ပေးတော်မူပါဟုလျှောက်ကြလျင်ယေရှုကသွားရသောအကြောင်းမရှိသူတို့စားစရာဖို့သင်တို့ပေးကြလော့ဟုမိန့်တော်မူ၏တပည့်တော်တို့ကလည်းမှုန့်ငါးလုံးနှင့်ငါးနှစ်ကောင်မှတပါးအဘယ်စားစရာမျှအကျွန်ုပ်တို့၌မရှိပါဟုလျှောက်ပြန်လျင်ထိုမှုန့်နှင့်ငါးကိုယူခဲ့ကြဟုမိန့်တော်မူ၏ထိုအခါလူအစုအဝေးတို့ကိုမြစ်ပြင်ပေါ်မှလျောင်းကြစေဟုမိန့်တော်ရှိ၏မုံငါးလုံးနှင့်ငါးနှစ်ကောင်ကိုလည်းယူ၍ကောင်းကင်သို့ကြည့်မျှော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမှုန့်နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏တပည့်တော်တို့သည်လည်းလူအပေါင်းတို့အားပေးကြ၏လူအပေါင်းတို့သည်စား၍ဝါကြပြီးမှကျွမ်းရည်သောအကျိုးအပဲ့ကိုကောက်သိမ်း၍12တောင်းအပြည့်ရကြ၏စားသောသူအရေအတွက်ကမိန်းမနှင့်တငယ်ကိုမဆိုဘဲယောက်ျား9000မြလောက်ရှိသည်ယေရှုသည်စည်းဝေးသောသူတို့ကိုလွတ်တော်မူစဉ်တွင်တပည့်တော်တို့ကိုလှေစီးစေ၍ကမ်းတစ်ဖက်သို့အရင်ကူးစေတော်မူ၏စည်းဝေးသောသူတို့ကိုလွတ်ပြီးမှဆုတောင်းပတနာပြုအံ့သောငါတောင်ပေါ်သို့စိတ်ကွယ်ရာအရက်သို့အတက်ကြွသဖြင့်ညအချိန်ရောက်သောအခါတယောက်တည်းရှိနေတော်မူ၏လှေမူကားအိုင်အလယ်၌ရှိ၍လေမသင့်သောကြောင့်လှိုင်းတဘိုးလှုပ်ရှားခြင်းကိုပြင်းစွာခံရ၏ည3ချက်တီးကြော်ချိန်၌ယေရှုသည်အိုင်ပေါ်မှဆက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ကြွတော်မူ၏ထိုသို့အိုင်ပေါ်မှဆက်တော်ဖြန့်၍ကြွတော်မူသည်ကိုသူတို့သည်မြင်လျင်ထိတ်လန့်၍ဖုတ်တစေဖြစ်သည်ဟုကြောက်သောစိတ်နှင့်အော်ဟစ်ကြ၏ယေရှုသည်ချက်ချင်းနှုတ်ဆက်၍တည်ကြည်သောစိတ်ရှိကြလော့ငါပင်ဖြစ်သည်မကြောက်လန့်ကြနှင့်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်ကိုရောမှန်လျင်အကျွန်ုပ်သည်ကိုရောထံသို့ရေပေါ်မှလာရမည်အကြောင်းမိန့်တော်မူပါဟုလျှောက်လျင်လာခဲ့လော့ဟုမိန့်တော်မူ၏ပေတရုသည်လှေပေါ်ကဆင်း၍ယေရှုထံသို့ရောက်အံ့သောငါရေပေါ်မှလှမ်းသွား၏လေပြင်းသည်ကိုမြင်လျင်ကြောက်လန့်၍နှင့်မွန်းလူသည်ရှိသော
ကေမတော်မူပါသခင်ဟုဟစ်ကြော်လေ၏ယေရှုသည်လက်တော်ကိုချစ်ချင်းဆန့်၍ပေတရုကိုကိုင်တော်မူလျက်ယုံကြည်အားနည်းသောသူအဘယ်ကြောင့်ယုံမှားသောစိတ်ဝင်သည်ဟုမေးတော်မူ၏လေပေါ်သို့ရောက်ကြလျင်လေသည်ငိမ့်လေ၏လေသားတို့သည်ချင်းကပ်၍ဆင်ဆက်ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်ပါသည်ဟုငှက်ပြစ်၍ရှောက်ကြ၏ကမ်းတစ်ဖက်သို့ကူးလျင်ယင်းနေတဲ့နေသို့ရောက်ကြ၏ထိုအရက်သားတို့သည်မျက်နှာတော်ကိုမှတ်မိလျင်ပတ်ဝန်းကျင်အရက်ရှိသမျှသို့ဆေလွတ်သည်ဖြင့်လူနာရှိသမျှတို့ကိုဆောင်ခဲ့၍အဝတ်တော်၏ဘဝကိုမျှတူးရပါမည်အကြောင်းအခွင့်တောင်းကြ၏တိုးသမျှသောသူတို့သည်လည်းချမ်းသာရကြ၏အရှုသွားတဲ့နှုတ်ကပတ်တော်ကြားနာသူအယောက်စီတိုင်းပေါ်ကောင်းကြီးဖြစ်ပါစေ